ဘာစားလို့မကောင်းဘူး green ပြက်နေတဲ့သူတွေရှိလား green ပြက်နေတဲ့သူတွေရှိရဆိုလို့ရှိရင်တော့မမကြီးအခုလိုစားတယ်လို့မျိုးတွေလိုက်ပြီးလှုပ်ရှားကြည့်နော်တကယ်စားကောင်းမှာတော့သိကြပါရဲ့ရှင်အရင်ဆုံးမမကြီးကငပိရေချိုးနဲ့နေတယ်ပေါ့နော်ပို့ပြီးဆက်လေးစားခြင်းလို့ငြိုသီးမှုလေးပါဖြူလိုက်ပါတယ်ပြီးလို့ရှိရင်တော့ငါးကြော်ဖြူတယ်လေးရဲ့ကစွန်းရဲ့ကြော်ပူပူလေးရဲ့ကျစ်သွန်အနီလေးတို့ပဲကျစ်သွန်ဖြူလေးလည်းတို့ပါမယ်ရှင်အဲ့လိုလေးကိုနေဖက်ပြီးစားမှာပဲဖြစ်ပါရဲ့နော်တလုတ်ဆိုတလုတ်အရန်ကိုအရသာရှိတဲ့ထမင်းဝိုင်းလေးပဲဖြစ်ပါတယ်ရှင်တလုတ်စားတဲ့အရသာရှိလုံးလုံးလေးဘလို့ဖော်ပြရမလဲတော့မသိဘူးရှင်တလုတ်စားလိုက်ယူနစ်ပူပူလေးတောက်လိုက်နဲ့အရန်ကိုထိမိနေတာပဲနော်ကြည့်နေရတဲ့တရေကြနေပြီမလားအရန်ကိုလည်းလွယ်ကူရိုးရှင်းလို့လိုက်ပြီးတော့လှုပ်ရှားကြည့်နော်ငါးကြော်လေးကိုဖြူရလေးကြော်ငပိရေချိုးဆက်လေးဖြောကစွန်းကြော်ပူပူလေးနဲ့ကျစ်သွန်အဖြူနီလေးတို့အဲ့လိုလေးလှုပ်ရှားကြည့်နော်အရန်ကိုစားလို့ကောင်းတာမှတကယ်ကိုကောင်းတာရှင်ကဲမယုံဘူးဆိုလို့ရှင်လိုက်လှုပ်ရှားကြည့်လဲအရန်ကိုလွယ်ကူရိုးရှင်းတဲ့အရာလေးမို့လေမမအီကခဏခဏကိုလှုပ်ရှားဖြစ်ပါတယ်ရှင်တကယ်ကိုစားတိုင်းနဲ့ထိမိပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ထမင်းလေးပဲဖြစ်ပါရဲ့ရှင်